ပဲတိတာခစ်ပြက်နေတာမြန်မာပြည်ခစ်ပြက်နေတာအခုဒီတလအတွင်းမှာတဲ့စံစီစေးစသဖြင့်အခြေခံလူတုံးကုန်ပစ္စည်းစားတောက်ကုန်ပစ္စည်းပေါ့ဒီမြန်မာပြည်မှာလူတုံးကုန်ပစ္စည်းတလအတွင်း19ရာခိုင်နှုန်းမြင့်တက်သွားတယ်နော်အခုလက်ဓမားတွေအားလုံးကဗီဒီယိုတွေခဏခဏတက်လာကြတယ်တွေ့တယ်မလားဒီမိုးတွေမဆိုင်တော့ဘူးမယုံကြည်နေပါဆိုတဲ့လူတွေအားလုံးတွေ့လိမ့်မယ်ခင်ဗျားတို့လက်ဓမားတွေမဆိုင်တာကိုအပြစ်သွားမပြောနဲ့နော်တမ်းမြေဩဇာတအိတ်ဈေးဘလောက်လဲစီဈေးဘလောက်လဲကောက်ဆိုင်ခဘလောက်လဲကောက်ရိတ်ခဘလောက်လဲလေထုံကဘလောက်လဲအဲ့ဒီကြေးတွေကိုအရင်တွက်ပေးဘယ်သူမှလက်ဓမားတွေကိုစောက်ဖက်မလုပ်ဘဲနဲ့အဲ့ဒီလက်ဓမားတွေကအကျွေးတက်ခံပြီးတော့လုပ်ငန်းရှင်တွေချမ်းသာဖို့အတွက်နွားကြခံရမယ်ဆိုရင်တော့တရားမှမဆိုင်နဲ့နော်ငါအတူတူငတ်မယ်ဒါကျွန်တော်တို့ဝင်ပြပြောဒီမရောက်နေလို့ဒီစကားပြောတာမဟုတ်ဘူးနိုင်ငံအတွက်လုံနေတာလေဓမားတွေအားရှိတယ်ဒီလေဓမားတွေစပားတင်းတရားနဲ့စီတပေပါဈေးကြီးနေတယ်ဘယ်သူမှမဖြေရှင်းပေးဘူးဖြေရှင်းနိုင်တဲ့ဉာဏ်ပညာလည်းမရှိဘူးအစွမ်းစားလည်းမရှိဘူးအဲ့တော့ဒလိုကောင်တွေကိုအပိအမြောက်ပြုတ်နေတယ်ဆိုခံကြပေါ့နော်အခုဒီတကြံဖို့တွေတွေ့ပါလေနော်တစ်ဖက်မှာသေချေပြီးဒုက္ခရောက်နေလို့မိချိုခံရလို့တစ်ဖက်မှာပျော်ပါနေကြတာဒါဟိုမနေနိုင်လို့အမုန်းခံပြီးပြောတဲ့သူတွေလည်းကျွန်တော်တို့တွေ့တယ်ကျွန်တော်တို့ကမပြောတော့ပြောမဲ့အချိန်မဟုတ်တော့ဘူးလေအရင်နှစ်တည်းကကျွန်တော်တို့ပြောခဲ့ဘူးပြီဟုတ်တယ်နော်လူလိုအတိတရားရှိတဲ့လူဒန်းစားဆိုရင်ငါတို့မပျော်ရလို့မသေးတော့ဘူးပညာမမဲ့တော့ဘူးမင်းမဒီအပျော်မပျော်လိုက်လို့သေဝမ်းမဲ့လူရှိလားပညာမဲ့ဝမ်းမဲ့လူရှိလားမရှိဘူးအဲ့တော့အခုအမုန်းခံပြီးပြောနေတဲ့လူတွေရှိတယ်လေးစားတယ်ကျေးဇူးတင်တယ်ဒါပေမဲ့ကျွန်တော်တို့ကတော့ဆုံးဖြတ်လိုက်တယ်ဒီနေ့တကြံကြိုက်တဲ့လူပြောပိုင်းကျွန်တော်မုန်းခံမပြောတော့ဘူးဘာဖြစ်လို့လဲပြောရမယ့်အချိန်ကျော်လွန်ခဲ့ပါပြီအားလုံးဟာလူလို့တတ်မှတ်မယ်ဆိုရင်မတိလို့နားမလဲလို့ဆိုရင်ဒါပြောခဲ့ကြတယ်တော်လှန်ရေးအစမှနှစ်တည်းဟောတော့2021 22 23ထိကျွန်တော်ပြောခဲ့ကြတယ်24တော့မတိတ်မပြောတော့ဘူးနော်အခု25 26ဖြစ်လာပြီဒါပြောရမယ့်ကာလမဟုတ်တော့ဒီအချိန်ထိမတိတဲ့လူဒန်းစားကိုတွားပြောနေလေအလကားပဲကျွန်တော်တို့ဟုတ်တယ်မဒါကြောင့်မို့ကျွန်တော်ဘာမှမပြောတော့ကိုလုံးနိုင်တဲ့ဟာကိုလုံးမယ်ကိုလုံးနိုင်တဲ့တော့ကိုလုံးမယ်တခါကျရင်တွေးမိပါတယ်ဒါဝန်ခံတယ်ကျွန်တော်သူများတွေလည်းဝင်နေဖြစ်နေတာပဲဘာလို့လုပ်ဖို့တော့ကွာလုပ်မနေတော့ဘူးနော်ငါတို့လည်း water follow fit follow ပဲလုပ်လိုက်ကြမယ်ကိုစီးပွားရေးကိုလှုပ်ရှားတော့မယ်တွေးတယ်ဒါပေမဲ့တွေးလို့မရဘူးကိုရှစ်တယ်အဲ့လိုတွေးမိတော့ဒါကဘုရားစုရမယ်ကျွန်တော်ခံစားချက်ကိုကျွန်တော်ပုံမှန်လေးပြောပြကျွန်တော်အဲ့လိုတွေးငါတို့နေကြည့်လိုက်မယ်ကွာနေကြည့်လိုက်ဖို့မပြောနဲ့တွေးမိလိုက်တာကိုရှစ်တယ်မင်းကတော်စောက်သုံးမကြတဲ့ကောင်ပဲကိုပြောမိတယ်ဒါကျွန်တော်ပုံမှန်လေးဝင်ခံတာနော်ဘာလို့ဆိုတော့တစ်ဖက်ကတိနေတာဟုတ်အဲ့တိနေတဲ့ဟာကြီးကိုဒီစိတ်ကလွှမ်းမိုးလို့မရအဲ့တော့သူများတရားမဲ့မမဲ့လေကိုမမဲ့စင်လေကိုလှုပ်ဖို့ရှိတဲ့ဟာကိုလုပ်မယ်ဒါဟာကျွန်တော်ခံစားချက်ကိုပြောပြတာအဲ့တော့ကျွန်တော်လိုပဲစိတ်ခံစားချက်ချင်းတူတဲ့တူတယ်နော်ဒီလိုကာလမှာငတိုင်းပြည်အတွက်ဆိုတဲ့အတိတရားရှိတဲ့မြင့်မြတ်တဲ့နိုင်ငံသားတွေအားလုံးကျွန်တော်ပြောချင်တာကစိတ်သက်မကြပါနဲ့တလောကလုံးတရားပြည့်နေအောင်ကိုမပြတ်ဘူးဆိုတဲ့စိတ်ကိုထားကြပါကျွန်တော်တို့လူတယောက်ရဲ့တန်ဖိုးဆိုတာပတ်ဝန်းကျင်ကတိတာနောက်မှာကိုအရင်တိတယ်ရှင်းလေးဟုတ်တယ်နော်ပတ်ဝန်းကျင်ကဒီလူတန်ဖိုးရှိတယ်မရှိဘူးတိတယ်ဆိုတာနောက်မှတိရတယ်နံပါတ်1အရင်ဆုံးတိတယ်ကိုတိုင်ပဲအဲ့တော့လူဟာကိုဟာစောက်သုံးမကြတဲ့ကောင်ဖြစ်နေမှန်ကိုတိနေပြီဆိုရင်ပတ်ဝန်းကျင်ကဘယ်လောက်ပဲကိုအထင်ကြီးနေပြီအဲ့လူကအလိုလိုနေနေဖုံးကန်ဆိုတာအဲ့ဒါကိုပြောတာနော်တကိုးတွေတက်ပြီးအုံဖွက်ဆိုရာဇဝင်တွေကလို့ဖုံးကန်လူကန်ဆိုတာဘာမှမဟုတ်တာမလုပ်ထားကြည့်လောကမှာတက်ကြွနဲ့နေပြီးဖုံးကန်ရှိတဲ့လူသားဖြစ်နေတယ်သူများမဟုတ်တာမလို့မဟုတ်တာမပြောဘူးပတ်စံမရှိဘူးလားဝမ်းနေစရာမလိုဘူးခန္ဓာကိုယ်ကျမ်းမာနေတယ်တန်ဆွမ်းနေတာငွေရှာလို့ရတယ်ဟုတ်တယ်မလားအဲ့ဒါလူဖုံးကန်ဆိုတာအဲ့ဒါကိုပြောတာမဟုတ်တာတွေလောက်ထားရင်မဟုတ်တာတွေပြောထားမယ်ကိုဟာလူသားမပီတာတဲ့အရက်မှနေနေမယ်ဒါဆိုလို့ရှိရင်အဲ့လူကဖုံးကန်ရှိမလားမရှိဘူးလားကိုရဲ့နေထိုင်မှုကိုရဲ့လောက်ကမှုကိုယ်တိုင်သိနေတယ်လေဟုတ်တယ်မလားအဲ့တော့ဘဒူးမှာကိုအထင်ကြီးတာမကြီးတာမလို့ကျွန်တော်တို့ကတော့ကိုစိတ်ကိုယ်တိုင်မသိတယ်ငါလုံနေတာငါသိရင်ရပြီနော်ဒါအခုဒီမှာည9နိုင်ခွဲ10နိုင်ဖြစ်နေကျွန်တော်အခုမှတနေ့လုံးဝင်နေဖြစ်ပြီးပြန်လာတာနော်လောက်ကမှကျွန်တော်တို့မလုံနိုင်အကောင်းဆုံးလုပ်ခဲ့တဲ့သားနဲ့ကိုယ်တွေပြစ်ချင်တယ်လို့မဖြစ်ဘူးလားအေးငါတော့အကောင်းဆုံးလုပ်ခဲ့တယ်ကွာနော်ငါလိုစိတ်သက်ရှိတဲ့လူနေတဲ့အတွက်ရပြီဒါတော့ပဲဒါလုံနေတဲ့လူတွေအတွက်ကျွန်တော်အပေးစကားပြောပြီးတာနော်အဲ့တော့